နှစ်လအတွင်းအင်္ဂလိပ်လိုပြောတတ်ချင်တဲ့အမျိုးများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုဒီမှာရောက်ရှိနေတာကတော့အားလုံးသတင်းကောင်းလေးတစ်ခုပါချင်လို့ပါခင်ဗျာအခုကျွန်တော်ဒုတိယအကြိမ်အနေနဲ့ပေါ့နော်ထပ်မံပြီးတော့သတင်းကောင်းလေးတစ်ခုကိုစောင့်ကြည့်လို့လာခဲ့ပြီဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကတော့ဘာလဲဆိုတော့အားလုံးမျှော်လင့်တောင်းတနေတဲ့ကျွန်တော်တို့ free seminar ပညာဒါနပတ်သက်တစ်ပြားတစ်ချက်မှမပေးရတဲ့လုံးဝပညာဒါနစစ်ဆွေးနွေးပွဲလေးတွေ့ဆုံဆွေးနွေးပွဲလေးကိုကျွန်တော်တို့တွေလှုပ်ဆောင်ပေးတော့မှာကျင်းပပေးတော့မှာဖြစ်တဲ့အကြောင်းသတင်းကောင်းပါချင်တာပါခင်ဗျပထမ first free seminar ပထမဆုံးတစ်ချိန်ကိုတော့ February လ29ရက်2026ခုနှစ်မှာကျင်းပပေးနိုင်ခဲ့ပါတယ်အခုဒါလေးကတော့ second free seminar လေးဖြစ်ပါတယ်ခင်ဗျဒုတိယအချိန်ကိုတော့ဘယ်တော့ကျင်းပပေးမလဲဆိုလို့ရှိရင်မေလ9ရက်2026ခုနှစ်အင်္ဂါနေ့နေ့လယ်2နာရီကနေ3နာရီချိန်တွင်းမှာကျင်းပပေးတော့မှာဖြစ်ပါတယ်ခင်ဗျအားလုံးကိုအခမဲ့ဖြစ်တဲ့အတွက်ကြောင့်တက်ရောက်စိတ်ချပါတယ်နောက်တစ်ခါနှစ်လအတွင်းအင်္ဂလိပ်လိုပြောတတ်ခြင်းနဲ့ဘယ်ကနေဘလို့စမလဲဆိုရင်နီလန်းလေးတွေကိုမသိဘူးဆိုရင်အဲ့ seminar မှာမျှဝေပေးတော့မှာဖြစ်တယ်ဟုတ်ပြီနော်အင်္ဂလိပ်စကားပြောသင်လာတာသင်တန်းတွေလည်းစုံနေပြီပတ်စံတွေလည်းကုန်နေပြီဒါပေမဲ့အခုချိန်ကြီးမတက်သေးလို့လမ်းခုလက်မှာတစ်ဆို့နေပါတယ်ဆိုတော့အမျိုးများအားလုံးတက်တဲ့ free seminar လေးဖြစ်ပါတယ်လုံးဝ free အခမဲ့ဖြစ်ပါတယ်ခင်ဗျာပညာဒါနစစ်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့တက်ရောက်ခြင်းတဲ့သူများအားလုံးအနေနဲ့အခုဗီဒီယိုလေးရဲ့အောက်မှာ yes လို့မှတ်ခဲ့ပေးပါခင်ဗျာဥဒုစနစ်နဲ့ကျွန်တော်တို့ကအရောက်100တိတိကို seminar မှာလက်ခံပြီးတော့ဆွေးနွေးပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့တက်ချင်း yes လို့မှတ်ခဲ့ပေးပါနော်အဲ့တော့seminar တော့ကျွန်တော်ဥဒုစနစ်နဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေဘလို့လှုပ်ဆောင်ပေးသွားမယ်ဆိုရဲ ID တွေ passcode တွေကိုလည်းကျွန်တော်တို့တွေဒီဗီဒီယိုလေးရဲ့အောက်မှာလာပြီးတော့ပင်ထောက်ပေးပြီးချပေးတော့မယ်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဆုံကြမယ်နော်အားလုံးပဲကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေခင်ဗျာကျေးဇူးပါ bye for now